စမောတော့မှလောက်တာ8နှစ်ကျော်ပါပြီအထက်သက်ဆုံးကောင်ရလို့လည်းမဟုတ်ဘူးပေါ့အကုန်လုံးတော့နှစ်သက်တယ်ဒါပေမဲ့ကိုတအားချစ်မြတ်လို့တဲ့ကောင်ကတော့ရှိတယ်ပေါ့သူတို့ထိန်းနေအကြာကြီး8နှစ်ကျော်ထိန်းလာတဲ့ထက်မှာခွေးလို့မမြင်တယ်ကိုယ့်ရဲ့သားသမီးတွေလိုပဲကိုမြင်တယ်သူတို့ကိုသားသမီးတွေကိုပဲကိုထိန်းနေရတယ်လို့ပဲမြင်တယ်မောတော့မှလောက်တာနှစ်သက်ဆုံးတော့ခွေးတွေပဲနှစ်သက်တယ်လေခွေးတွေပဲနှစ်သက်လို့လောက်တာနှစ်သက်ဆုံးကခွေးတွေပဲ